Jackson ဆိုတဲ့ဒီငှက်ဟာနွားတွေရဲ့နှာရည်ကိုအရသာစိတ်စားပွဲလို့သတ်မှတ်ပါတယ်အဲ့ဒီထူတဲ့စဲကန်နေလေအနစ်ကသူ့အတွက်လုံးဝကိုမငင်းနိုင်စရာအစားပါတရိတ်ဆိုင်အများစုကရှောင်ကျင်ကြပေမဲ့ Jackson ကတော့သူ့အကြိုက်ဆုံးစားစရာလို့ထင်ပြီးနွားရဲ့နှာခေါင်းထဲကိုတိုးဝင်သွားတယ်ဒါကကြည့်ရတာဆက်စုပ်ပဲကောင်းပေမဲ့တကယ်တော့အကူညီပေးရလဲကြပါတယ်နေ့တိုင်း Jackson ဟာအေယာမတရိတ်ဆန်တွေပေါ်ကိုဆင်းသက်ပြီးသူတို့ရဲ့အရေးပြားကိုဖောက်ထွင်းကကပ်ပါကောင်ရာနေချီတားလောင်းထောင်နေချီကိုစားတုံပါတယ်အစောပိုင်းမှာသူကဒီအကောင့်တွေကိုအသက်ရှင်အောင်ကူညီတဲ့ဆရာဝန်ငယ်လေးတယောက်လိုထင်ရတယ်သူဟာတက်ကလာဥရဲ့ပါဆက်ထဲကိုတောင်ရှော့ချသွားပြီးတွားတွေချားကိုတန့်ရှင်းရဲလုပ်တဲ့ပညာရှင်တယောက်လိုပါတယ်ဒါပေမဲ့အဲ့ဒီမှာဇက်လန်းကစပြောင်းလဲလာတယ်ဘာလို့လဲဆိုတော့ Jackson ဟာကပ်ပါကောင်တွေကိုပဲစားနေလာမဟုတ်တော့ဘူးသူဟာပိုကောင်းတဲ့အရာနှွေးထွေးတဲ့အရာလက်ဆက်တဲ့အရာကိုရှာနေတယ်တရိတ်ဆန်တွေအချင်းချင်းတိုက်ခိုက်တဲ့အခါတိုင်းအထူးသဖြင့်ရေမြင်းတွေတိုက်ခိုက်တဲ့အခါမျိုးမှာ Jackson ဟာချက်ချင်းပေါ်လာတယ်ကူညီဖို့မဟုတ်ဘူးစောင့်ဖို့ပါအကြောင်းကတော့အရေးပြားစပြဲတဲ့အချိန်တွေးဆပေါ်လာတဲ့အချိန်မှာသူ့ရဲ့အလုပ်ကပြောင်းသွားလို့ပါသူဟာတွေးကိုတောက်ယုံတယ်မဟုတ်ဘူးတွေးကိုမွေးမြူပါတယ်ထိုးစိမ်မှုတိုင်းဟာဒဏ်ရာကိုထပ်ခါဖွင့်ပေးပြီးဒဏ်ရာဘယ်တော့မှအနာမကျက်အောင်လုပ်ပါတယ်ဒါကြောင့်အကူအညီပေးတဲ့ငှက်ငယ်လို့ထင်ရတာဟာတကယ်တော့အတောင်ပါတဲ့ကပ်ပါကောင်တစ်ကောင်ပါတော့ရိုင်ထဲမှာတခါတည်းရန်အသက်စင်တန်ချင်းဆိုတာကုတာချင်းမဟုတ်ဘူးဒဏ်ရာတွေဘယ်တော့မှမရက်တန့်အောင်လုပ်ချင်းပါပဲ